season တင်ဆက်မဲ့တခြင်းကတော့ Grade 4 Grade 5တာတာသမီးများရဲ့ထာဝရမြန်မာတခြင်းဖြစ်ပါတယ် Grade 4 Grade 5မှာထာဝရမြန်မာတခြင်းကိုကပြပြောပြမဲ့တာတာမင်းမီများဆင်မြင့်ပေါ်သို့ကြွားရောက်လာပြီဖြစ်ပါတယ်ခင်ဗျာ
ဟုတ်ကဲ့ပါ grade 4နဲ့ 5 မှာတာတာမီမီများဖြစ်ပါတယ်မိဘများက3000ကျပ်မတ်တင်းရနန်းအောင်ရဲ့မိဘများက9000ကျပ်မတ်ရှင်းတန့်အေးရဲ့မိဘများက2000ကျပ်ပန်းမြို့တော်ပရီစကူးကနေပြီးတော့2000ကျပ်ချီးမြှင့်သွားပါတယ်ခင်ဗျာ